ဒီနေ့မနက်ရန်ကုန်မှာလှုပ်သွားတဲ့ငလင်ရှေးဟောင်းမြင်ငလင်ကျမ်းတွေအရဘလို့အတိတ်နမိတ်တွေစောင်းနေလဲဆိုတာသင်သိပါသလားဒီနေ့ဟာတနင်္လာနေ့နယုံလဆန်း3ရက်နေ့ဖြစ်နေတဲ့အတွက်ကောင်းကျိုးနဲ့ဆိုးကျိုးတွန်တွဲနေတဲ့နမိတ်တစ်ခုထွက်ပေါ်လို့နေပါတယ်ကုန်းပေါင်ခေတ်ကလေးကလက်ဆင့်ကမ်းလာတဲ့ကျမ်းစာတွေအရတနင်္လာနေ့မှာငလျင်လှုပ်ရင်မြေစီဩဇာကောင်းမွန်တတ်တယ်လို့ဆိုပါတယ်။ဒါဟာမြေထွက်သီးနှံတွေပုံမဖြစ်ထွန်းမဲ့ကောင်းသောနမိတ်ပါ။ဒါပေမဲ့လှအလိုက်အဟောမှာတော့စိုးရင်စရာတစ်ခုရှိနေပါတယ်။ကျန်းအသီးသီးရဲ့အလိုအရနယုံလာမှာငလျင်လှုပ်ခဲ့ရင်ကိုဝင်ဆောင်အမျိုးသမီးတွေဘေးရောက်တတ်တယ်။ခလေးပြတ်တတ်တယ်လို့အထူးသတိပေးရေးသားထားကြပါတယ်။ဒါကြောင့်ဒီကနေ့ငလျင်ဟာစိုက်ပျိုးရေးအတွက်ကောင်းပေမဲ့မိခင်လောင်းတွေအတွက်တော့သတိပြုစရာပါဒါဟာရှေးလူကြီးတွေရဲ့ယုံကြည်မှုတစ်ခုဖြစ်လို့လုံးဝကြီးထိတ်လန့်သွားစရာတော့မလိုပါဘူးဒါပေမဲ့ကြိုတင်သတိပြုတဲ့အနေနဲ့ကိုဝင်ဆောင်မိခင်လောင်းလေးတွေဟာကျမ်းမာရေးတွာလာရေးနဲ့အစားအသောက်တွေကိုဒီကာလမှာအထူးဂရုစိုက်ဆင်ခြင်တင်ပါတယ်တင်းရဲ့မိတ်ဆွေတငယ်ချင်းတွေထဲမှာကိုဝန်ဆောင်မိခင်လောင်းလေးတွေရှိရင်ဂယုဆိုင်နိုင်အောင်ဒီဗီဒီယိုလေးကိုအခုပဲ share ပြီးတတိပေးမျှဝေလိုက်ကြပါအောင်နော်အားလုံးပဲဘေးအန္တရာယ်ကင်းရှင်းကြပါစေ